Hello အားလုံးပဲမင်္ဂလာပါဒီနေ့ vlog လေးကတော့တကယ်ချင်းနေနဲ့ဆန်းချောင်းသွားတဲ့ vlog လေးပါတိုကျိုကနေ2 နာရီခွဲလောက်ကားမောင်းပြီးသွားလို့ရတဲ့အာခိကာဝါဖီလာ river ရှိနေအောင်သွားမှာဖြစ်ပါတယ်အခုဒီသွားနေတဲ့စမ်းကြောင်းလေးဆိုလို့ရှိရင်မြန်မာတွေချားမှလည်းအရန်ကိုနာမည်ကြီးရဲ့နေရာလေးပေါ့နော်တိုကျိုနဲ့လည်းအရင်မဝေးတော့သွားလာတာလည်းအရန်အဆင်ပြေပါတယ်အိမ်ကနေပြီးတော့8 နာရီလောက်ထွက်တော့ဟိုကို9 နာရီခွဲ10 နာရီလောက်ရောက်တယ်ပေါ့နော်ဒီ highway လမ်းမှာလမ်းတော့နည်းနည်းကျက်တယ်ဘာလို့ဆိုတော့ဒီနေ့က Sunday ဖြစ်တော့အကုန်လုံးတော်တော်များများကဒါမြို့အပြင်ကိုထွက်ပြီးတော့ဒါဟိုစမ်းကြောင်းမှာအဲ့လိုကိုရီလိုပဲသွားကြတဲ့လူတွေအများကြီးရှိရပေါ့နော်ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်ရော်ရခုယူသွားတာတော့ပို့ပြီးကောင်းတယ်ပေါ့နော်အခုဒါညီမတို့ဝင်သွားတဲ့ဒီနေရာကြတော့ရော်ရခုမယူသွားဘူးဒါပေမဲ့ဟိုရောက်တော့ဝင်သွားမှာပဲသူတို့ကမေးတယ်ရော်ရခုယူထားလားပေါ့ယူထားရဲဆိုလို့ရှိရင်ကိုရီးယားဒီမှာသူတို့ချပေးတဲ့နေရာမှာဒီတမ်ကဲပြီးရင်ဒီအကင်ဆက်တွေရဲ့ကိုသူတို့ရှိရတယ်ငှားလို့ရတယ်ပေါ့အဲ့ဒါလည်းတမ်ကာကြတော့တစ်ခုကိုရန်ငှားတာဟိုကင်းရဲ့ဆက်တွေရတော့6,500ပေးရပါတယ်ကိုရီးယားဆိုကမသိတော့ဝယ်သွားတာပေါ့နော်အကင်ဆက်တွေလည်းပါတယ်အဲ့လို gas မီးဖိုတွေလည်းပါတယ်ပြီးတော့ temp တွေလည်းပါသွားတယ်ပေါ့ဆိုတော့ကိုရောက်တော့ဒါအကုန်လုံးကဒါသုံးလို့မရဘူးလို့အဝင်ဝမှာတွေကပြောရဲပေါ့နော်ဘိုချီတို့ကကျတော့ရော်ရခုလုံးမသွားဘူးဒီတိုင်းပဲသွားလိုက်တာဒါပေမဲ့နေရတော့ရတယ်ပေါ့နော်ကန်ကောင်းကတော့ဒီစမ်းချောင်းရဲ့ဘေးအရှိတက်တယ်မှာပဲနေရရပါပါတယ်ဒီလိုမျိုး barbecue camp တွေမသွားကြပြီပေါ့နော်အရင်လဲတိတ်ပြီးတော့လို့မသွားဖြစ်ဘူးပေါ့မသွားဖြစ်ဘူးဒါဟိုတော်တော်ကြီးကိုအရင်ကြာတဲ့အချိန်ကမှသွားတော့အရင်ကိုစိတ်လှုပ်ရှားစရာကောင်းတယ်ပြီးတော့ရှင်နဲ့ထိလိုက်ရတဲ့ခံစားချက်က အရင်ကိုကောင်းတယ်ပေါ့နော်အဲ့ feeling လေးကဟိုဘာနဲ့မှမလဲနိုင်ဘူးပြီးတော့ဒီ8 လပိုင်းဆိုလို့ရှိရင်ဟိုဘုံရစုမီလည်းရှိတော့ရာသီဥတုအရန်ပူတယ်လို့ထင်ထားတာဒါပေမဲ့ရောက်သွားတဲ့ဒီစမ်းကြောင်းနေရာကျတော့အရန်လဲတာရပြီးတော့အရန်လဲအေးတယ်အရန်ကြီးကိုမပူဘူးပေါ့နော်ပြီးတော့ဒီရှည်လေးဆိုတော့လည်းအရန်ကိုအေးမြနေတယ်အရန်အစတော့ဟိုထင်ထားတာပူမယ်လို့ထင်ထားတာဒါပေမဲ့အရန်ကိုအဆင်ပြေခဲ့တယ်ဒါကတော့6 လောက်ကိုပဲရေးစိမ်ပြီးတော့ပေးများနေရပါဒါသူတို့လည်းဗီဒီယိုရိုက်ပေးရင်ကိုလည်းပဲဒါအပြောပေါ့နော်အဲ့ဒီဆန်ကြောင်တွေကရှည်ရတိမ်တိမ်လေးဒူးလောက်ပဲရှိရအရင်လဲဟိုမနစ်ဘူးလေကစီးနေရပေါ့နော်ဟိုဘက်မှာရေတုံးသေးလေးတွေရှိရောအရင်လှတယ်အဲ့ဘက်ချမ်းလေးတစ်ခုလုံးအ
အဲ့မှာကွာတခုပြဿနာပါလဲဆိုတော့လူတိုင်းကသူတို့ကိုယ်ပိုင် sound box လေးပါလာ speaker box လေးပေါ့အဲ့ဒီမှာကိုရီကိုပဲအတန်ကျဲတယ်ဆိုပြီးတော့ security နှစ်ယောက်ကလာပြောသွားတယ်ပေါ့နော်ကိုရီကနိုင်ငံသားဖြစ်လို့လို့ပြောခံရလို့တော့ထင်သွားတယ်ပြီးတော့ကိုရီကိုလာပြောပြီးတော့အဲ့လိုဘေးကခန်းငယ်ကြီးဆိုလို့ရှိရင်အရင်အတန်အကျဲကြီးဖွင့်လာပြီပေါ့နော်သူတို့ကကျတော့လာမပြောသွားဘူးပေါ့နော်အဲ့ဒါဘာလဲတော့မသိဘူးပေါ့အဲ့ဒီတစ်ချက်ကတော့တော်တော်လေးစိတ်တူပြကောင်းတယ်ကဲဒါတော့နှစ်ယောက်သားစားတော့ပြောပါပြီးတော့မောသွားတဲ့ပုံစံလေးဖြစ်နေပါပြီအဲ့တော့နောက်ထပ် plot လေးမှာဆက်ပြီးတော့ဆုံးပါမယ်နော် see you bye